အားလုံးပဲမင်္ဂလာပါရှင် Floral Crochet YouTube Channel လေးမှာကြိုဆိုပါရစေ။ဒီနေ့ Floral ထုတ်ပြပေးမှာကတော့အရန်လာတဲ့ခရမ်းညင်သီး squishy ကောင်းစီကွန်းလေးပဲဖြစ်ပါတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ mid cotton 5 ply အနီရောင်နဲ့အစင်းရောင်လေးရဲ့ကောင်းစီကွန်းတစ်ခုရဲ့အစိုက်ကတော့ 4.5 mm ကိုအသုံးပြုပြီးထုတ်ပြပေးမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ slit knot လေးလုပ်ပါမယ်။ပြီးရင်ခေါင်းစည်းကွင်းရဲ့ပတ်လည်မှာတိုင်တိုလေးတွေထိုးပါမယ်တိုင်တိုလေးတွေကိုခေါင်းစည်းကွင်းရဲ့ပတ်လည်တစ်ပတ်ပြည့်အောင်ထိုးခဲ့လိုက်ပါတိုင်တိုလေးထိုးပြီးပြီဆိုရင်ပထမဆုံးတိုင်တိုရဲ့အပေါက်လေးမှာရှက်ကောဆက်ပါမယ်နောက်တစ်ရန်တက်ဖို့အတွက်ဖုံမီ2ခါထိုးပါမယ်ပြီးရင်ရှက်ကောဆက်ထားတဲ့ပေါက်မှာတိုင်ရှည်2ခါထိုးပါမယ်တပေါက်သေးကိုတိုင်ရှည်2ခါနဲ့ပတ်လည်တိုင်ရှည်လေးတွေထိုးခဲ့ပေးပါတိုင်ရှည်လေးတွေပတ်လည်ထိုးခဲ့ပြီးပြီဆိုရင်ပထမဆုံးတိုင်ရှည်ရဲ့အပေါက်မှာရှက်ကိုဆက်ပါမယ်နောက်တစ်တန်းတက်ဖို့အတွက်ဖုံမီ2ခါထိုးပါမယ်ပြီးရင်ရှက်ကိုဆက်ထားတဲ့ဘေးချင်းပေါက်မှာတစ်ပေါက်သေးကိုတိုင်ရှည်3ခါထိုးပါမယ်နောက်ထပ်တစ်ပေါက်မှာတစ်ပေါက်သေးကိုတိုင်ရှည်3ခါထိုးပါမယ်
တပေါက်သေးကိုတိုင်ရှည်3ခါနဲ့ပတ်လဲထိုးခဲ့ပေးပါတိုင်ရှည်လေးတွေပတ်လဲထိုးခဲ့ပြီဆိုရင်ပထမဆုံးတိုင်ရှည်ရဲ့အပေါက်မှာရှက်ကောဆက်ပါမယ်ရှက်ကောဆက်ပြီးပြီဆိုရင်ဖုံပြီးတစ်ခါထိုးပြီးခြီစာသိမ်းပါမယ်ခြီစာသိမ်းပြီးရင်ခေါင်းစည်းကွန်းရဲ့အနားလေးတွေကိုတေချာလှပပလေးဖြစ်အောင်နေရာချပါမယ်ခေါင်းစည်းကွန်းပေါ်မှာတက်ဖို့တရွက်လေးထိုးပါမယ်တရွက်လေးထိုးဖို့အတွက် magic ring လေးလုပ်ပြီးဖုံပြီး3ခါထိုးပါမယ်ဖုံပြီး3ခါထိုးပြီးပြီဆိုရင်ဒုတိယမြောက်အပေါက်မှာရှက်ကောဆက်ပါမယ်နောက်ထပ်တစ်ပေါက်မှာတိုင်တိုလေးထိုးပါမယ်တိုင်တိုလေးထိုးပြီးပြီဆိုရင် magic ring ထဲမှာရှက်ကောဆက်လိုက်ပါပထမတရွက်အဖက်လေးရဲ့တိုင်ဖုံပြီး3ခါရှက်ကောတစ်ခါတိုင်တိုတစ်ခါ magic ring ထဲမှာရှက်ကောတစ်ခါနဲ့တရွက်လေး9ရွက်ဖြစ်အောင်ထိုးခဲ့ပေးပါတရွက်ဖက်လေး9ရွက်ထိုးခဲ့ပြီးပြီဆိုရင် magic ring လောက်ထားတဲ့ကြိုးလေးကိုဆွဲထုတ်လိုက်ပါတရွက်ဖက်လေးတွေကိုတခြားနေရာချပြီးတော့ခြီစာလေးတွေကိုသိမ်းပါမယ်ပထမဆုံးထိုးထားခဲ့တဲ့ခေါင်းစည်းကွန်းရဲ့အနားလေးတွေကိုတေချာနေရာချပါမယ်နေရာချထားပြီးပြီဆိုလို့ရှိရင်ဒုတိယထိုးခဲ့တဲ့တရွက်လေးကိုခေါင်းစည်းကွန်းရဲ့အပေါ်နားလေးမှာတက်ပေးလိုက်ပါဆိုရင်တော့ရအောင်လှပတဲ့ခရမ်းရည်ဒီ screen sheet လေးထုတ်ပြီးဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်နောက်ထပ် tutorial ဗီဒီယိုလေးတင်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပါအောင်နော်